ရဲဇလံတတိယထပ်ကမိန်းကလေး2016ခုနှစ်တွင်နီနာဆိုသည့်တက္ကသိုလ်ကျောင်းသူတဦးဟာချင်းမိုင်မြို့လယ်ကောင်မှအနှဲငယ်ဝေးပြီးဈေးပေါ်တဲ့အိမ်ခန်းတစ်ခုသို့ပြောင်းရွှေ့နေထိုင်ခဲ့တယ်။သူမဟာပထမဆုံးအကြိမ်တယောက်တည်းနေရမှာမို့စိတ်လှုပ်ရှားနေပြီးအခန်းနံပါတ်302သည်သေးငယ်တော်လဲနှွေးထွေးသောနေရာဖြစ်တယ်။နီနာဟာညတိုင်းနနက်2:33မိနစ်မှာသူမ၏မျက်နှာကျက်ထက်ကနေဖနက်တံများစတင်ကြားလာရတဲ့သို့သောသူမဟာအပေါ်ဆုံးထပ်တွင်နေထိုင်နေခြင်းဖြစ်ပြီးအထက်တွင်မည်သူမျှမရှိပေ။သူမဟာအိမ်ရှင်ကိုမေးမြန်းခဲ့ရာအိမ်ရှင်ကဂရုမစိုက်နဲ့အဲ့ဒါကမနက်မလင်းခင်ထိအမြဲရက်သွားတယ်ဟုထူးဆန်းသောအကြည့်ဖြင့်ပြောသွားတယ်။သူမဟာစူးစမ်းလိုစိတ်နှင့်ထိတ်လန့်စွာနဲ့တညမှာဖုံးဖြစ်အတန်ဖန်းရန်ဆုံးဖြတ်ခဲ့တယ်။နနက်2:33တွင်ဖနက်တံများစတင်ကြလာခဲ့တယ်။နေကွေးပြီးလေးလံသောအတန်သူမဟာအတန်ဖန်းကစောင့်ခဲ့တယ်သို့သောမနက်တွင်ပြန်ဖွင့်နားထောင်သည့်အခါအတန်ဖန်းထားသည့်ဖိုင်တွင်ဘာမှမပါတိတ်ဆိတ်နေတယ်။ထို့နောက်အရာများပိုဆိုးလာခဲ့သည်။သူမဟာနနက်တိုင်းရေချိုးခန်းထဲတွင်ဆူဆွတ်နေသောခြေရာများကိုတွေ့ရတတ်ပြီးရေချိုးပြီးသူ၏ခြေရာများကဲ့သို့သို့သောသူမအိပ်ယာဝန်ခံနည်းတွင်ကြမ်းပြင်သည်အမြဲခြောက်နေသည်။တညတွင်သူမမျက်နှာတစ်ပြီးနောက်မှန်တဲကြည့်လိုက်သည့်အခါသူမ၏နောက်တွင်အခြားမိန်းကလေးတစ်ဦးရက်နေသည်ကိုမြင်ခဲ့တယ်။ဖြူဖက်ဖြူရောအဖြူရောင်တက္ကသိုလ်ယူနီဖောင်းဝတ်ထားပြီးခေါင်းထဲငယ်ဆောင်ကမျက်လုံးများမှာဗလာနက်ထိနဲ့ရက်နေတာတွေးလိုက်မိတယ်ဒါပေမဲ့နီနာနောက်လဲကြည့်လိုက်သည့်အခါဘယ်သူမှမရှိထိုညတွင်ပင်သူမဟာအခန်းမှထွက်ပြေးခဲ့ပြီးနောက်တစ်ကြိမ်မျှပြန်မလာခဲ့ပေနောက်ပိုင်းတွင်အိမ်နီးချင်းတဦးထံမှလွန်ခဲ့သော3နှစ်ကအခန်းနံပါတ်302တွင်ကျောင်းသူတဦးအဆိုးရွားဆုံးနည်းဖြင့်ကိုတက်တည်ခဲ့ကြောင်းသိခဲ့ရတာလေထိုမိန်းကလေးကိုအမိုးပေါ်မှခုန်ချပြီးအဆုံးစီရင်သွားကြောင်းသိခဲ့ရတယ်။ယခုချိန်ထိအခန်းနံပါတ်302သည်အလွတ်ကျန်ရှိနေဆဲဖြစ်တယ်။သို့သောအိမ်နီးချင်းများသည်နနက်နဲ့33တွင်ဖနက်တံများကိုကြားနေရဆဲ။